ဒီဗီဒီယိုမှာဘာပြောမလဲဆိုတော့ကျွန်တော်အနေနဲ့ဒါ web application နဲ့ဒါပြင်ရ application တွေနဲ့ကျွန်တော်တို့အနေနဲ့ဒါနည်းနည်းပါးပါးနှိုင်းယှဉ်ကြည့်အောင်ဘယ်လိုနှိုင်းယှဉ်မလဲဆိုတော့ဒီ web application မှာကကျွန်တော်တို့အနေနဲ့ပြောစရာကောင်းတယ်ဒါပေမဲ့ပိုက်ဆံကြတော့အဲ့လောက်ထိထိရောက်မရကြံတဲ့နေရာမှာကြတော့ကျွန်တော်တို့အနေနဲ့ဒီပိုက်ဆံရှာဖို့နည်းလမ်းတွေအများကြီးရှိသေးတာပါနော်ဒီ web application မှာကြတော့ကျွန်တော်တို့အနေနဲ့ပိုက်ဆံရှာဖို့တဲ့ပါလဲဆိုတော့ပြောစရာတွေဖန်တီးတဲ့နေရာချစ်ချင်းမြတ်တာတွေပေါ့နော်ချစ်ချင်းမြတ်တာတွေဖန်တီးတဲ့နေရာပေါ့ဒီတော့ကျွန်တော်တို့အနေနဲ့ဒီ web application သုံးတဲ့လူတွေကပြင် Facebook တို့ YouTube တို့ဒီ TikTok တို့သွားသုံးမယ်ဆိုလို့ရှိရင်ပြင်းစရာကောင်းသွားလိမ့်မယ်တကယ်ပြင်းစရာကောင်းဘာဖြစ်လို့လဲဆိုတော့ဒီ web application မှာကကျွန်တော်တို့အနေနဲ့ဒီ app ပြန်လိုက်လောက်ကြရင်နဲ့တယောက်နဲ့တယောက်စကြနောက်ကြရင်နဲ့ဒီတော့ခင်မရင်းနေမှုတွေညာနောက်ပြီးတော့ခါကြတော့တယောက်နဲ့တယောက်လဲဒါချစ်ချစ်ခင်ခင်နေကြတာပေါ့နော်ဒီ comment တွေဆိုရင်လည်းဘာတယောက်နဲ့တယောက်အပြစ်နာစာမရှိကြဘူးတယောက်နဲ့တယောက်ဒီလိုပဲ like တဲ့ပြီးတော့ကြတော့ဖေးမကြတာပေါ့ဒီတော့သုံးကြည့်ကြပါဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်တို့အပျော်ပဲသုံးပါဒီပိုက်ဆံကြီးပဲသေးကြီးမဲကြီးလိုက်တာနဲ့ဆိုင်ကိုယ့်ရဲ့စိတ်ထွက်ပေါက်လို့ပြောစရာတစ်ခုလိုပဲသုံးပါဒီပိုက်ဆံကသူ့လိုနောက်ကြရင်တစ်မျိုးတစ်ပုံပြောင်းရင်လည်းပြောင်းသွားပါလိမ့်မယ်အဲမပြောင်းရင်လည်းကိစ္စမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကခုလောလောဆယ်မှာပေါ့နော်ကျွန်တော်တို့အနေနဲ့ကိုယ့်အကိုပြောစရာတွေဖန်တီးပြီးတော့နေနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါငွေကတော့အဲ့ဒီလောက်ထိစဉ်းစားစရာမလိုဘူးပေါ့နော်ဒါကတစ်ပိုင်းပေါ့နော်နောက်တစ်ပိုင်းကဘာလဲဆိုတော့ငွေကိုတကယ်ရှာကျင်တဲ့လူတွေကြတော့ကျွန်တော်တို့အနေနဲ့ YouTube တို့ Freebox တို့ TikTok တို့မှာတကယ်ရှာပါခုလောလောဆယ်မှာတကယ်ရှာလို့ရတဲ့နေရာအဲ့ဒီနေရာတွေပဲကောင်းကောင်းရှိတာပေါ့နော်ဒါပေမဲ့သူတို့မှာကန့်သတ်ချက်တွေရှိတယ်ဒါလူတိုင်းလည်းသိမှာပဲလေဒါကဒီဗီဒီယိုကြည့်မှဒီဟာကသိသွားတာမဟုတ်ရင်တည်းကလည်းသိပြီးသားပဲဒါ YouTube ဆိုရင်ဒါ view hour 4000နဲ့ဒါ subscriber 1000ဆိုရင်ကျွန်တော်တို့အနေနဲ့ဒါ monetization အောင်မယ်ဒါဒီ Freebox ဘက်သွားမယ်ဆိုရင်လည်းဒါ view 6000နိုင်ရော6000နဲ့ဒါ follower ဆိုလည်း1000ပေါ့နော်အဲ့လိုမျိုးခုဆိုရင်9000follower 9000ရင်တော့နဲ့ခုနဲ့နည်းနည်းတော့စနေတော့ကွာသွားပြီဒါပေမဲ့ခုနောက်ပိုင်းမှာက Freebox ကကြတော့သတ်မှတ်ချက်မရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ content monetization ဆိုတဲ့တစ်ခုတည်းနဲ့ကိုကသူကပြီးသွားပြီ။အကုန်လုံးကိုသူကခြုံပြီးတော့ကြတော့ studio လည်းပါမယ်နောက်ပြီးတော့ကကြတော့ video တက်ပေါ်စာအကုန်လုံးကသူကခြုံပြီးတော့တစ်မျိုးလေးကိုသွားလိုက်တာ။ TikTok မှာကြတော့ဒီ TikTok ကဒီ reward program ကြတော့ဒီပြောမှဆိုလို့ရှိရင်ကြော်ညာခါနေပဲရတဲ့ဟာကလူတိုင်းလည်းသိကြမှာပါကြော်ညာခါနေရတဲ့ဟာအဲ့ဒီလောက်ဒီများများဆဆရတာဒါပေမဲ့သူကကြတော့ဒီ video view ကောင်းရင်ကောင်းတယ်လို့ပေါ့နော်နိုင်ငံခြား view ကောင်းရင်ကောင်းတယ်လို့တော့သူကပိုက်ဆိုင်ရလေးရှိတယ်ဒါတခုဒါကတော့ TikTok ပဲပေါ့နော်အခုဆိုရင် TikTok မှာဆိုရင် online short တွေ online စီးပွားရေးတွေအများကြီးရှိတာပေါ့ Freebox လည်းတူတူပဲဒါပေမဲ့ Freebox ကအဲ့ဒီလောက်ထိခင်မစားတော့ခုနောက်ပိုင်းမှာလေဘာဖြစ်လို့လဲဆိုတော့စီကန်းချက်တွေများလာတဲ့အတွက်ကြောင့်မို့ဒါ TikTok ဘက်မှာကိုကလူစုများတယ်လူစုများပြီးတော့ခုနောက်ပိုင်းမှာပေါ့နော်ဒါပေါ်လာတာကဒီ web application ပေါ့နော် web application ကကျွန်တော်တို့အနေနဲ့ပြောစရာကောင်းတယ်တရားနဲ့တရားပြန်လာထားလိုက်ပါတော့ဗျာအကောင့်တစ်ကောက်ဖွင့်လိုက်တာနဲ့တန်းစီပြီးတော့သဲပြီးတဲ့လူဆိုမရှိဘူးပဲကြိုက်တဲ့အကောင့်မှာသွားဖွင့် Freebox မှာဖွင့် YouTube မှာပဲဖွင့်ဒီ TikTok မှာပဲသွားဖွင့်အကောင့်တစ်ကောက်သွားဖွင့်ကြည့်လိုက်တန်းစီပြီးတော့သဲပေးတဲ့ comment ရေးတဲ့ဒီ follower လောက်တယ်ဆိုတာကမရှိသလောက်ရှားတယ်ဒီ web application မှာပဲရှိတယ်ကျွန်တော်ဆိုရင်နှစ်ပတ်တန်းနဲ့ဒီ1000ကျော်သွားပြီလေတစ်ပတ်တန်းနဲ့တောင်မှ600ကျော်800နီးပါးလောက်ရှိသွားပြီဒီတော့ဒီကဘာနဲ့သွားလဲဆိုတော့ကျွန်တော်အနေနဲ့ comment ရေးတယ်သဲပေးတယ်ဒါနဲ့အများဆုံးသွားကြတယ်ဒီ follow လောက်တာထက်ဒီကျွန်တော်အများနဲ့ပြောရရှိတယ် comment ရေးတာတို့သဲပေးတာတို့ဆိုရင်သူတို့လည်းတကယ်နှစ်သက်တယ်နောက်ပြီးတဲ့ခါကျတော့ကျွန်တော်တို့အနေနဲ့လည်းဒါပြောမှဆိုတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ဖြစ်သွားပါတော့ဒီ comment တွေသဲတွေဒီ follow to follow အဲ့ဒီလို like ပြောနေမယ်စာကျွန်တော်တို့နဲ့ comment ထဲမှာကိုတခုခုရေးမယ်သဲပေးမယ်ဒီလိုမျိုးလေးသွားပေါ့နောက်ကြသူကမြင်လာမယ်ကိုကို comment တွေသဲတွေပေးများလို့ချင်းကိုကိုမြင်လာလို့ချင်းသူကကိုကိုပြန်ပြီးတော့ follow လုပ်တယ်ကျွန်တော်လည်းဒီလိုပဲလုပ်တယ်ကျွန်တော်ပြီးတဲ့ကြီးဒီ follow to follow တွေပါတယ် follow back တွေပါတယ်သွားမလုပ်ဘူးကျွန်တော်ကဒီလိုသွားတယ်ကျွန်တော်ကသဲပေးတယ် comment ရေးတယ်ဒါပဲသွားတယ်ကြိုက်ရင်လက်ခံလိုက်မယ်ကိုကြိုက်ရင်လည်းသူ့ဒါ follow လုပ်လိုက်တာပဲဒါ comment ထဲမှာအဲ့ဒါတွေမရေးဘူးကြံတဲ့ဟာပဲသဲပေးတယ်လက်မထောင်တယ်ဒါကြံတဲ့ဟာတွေ auto စာတန်းတွေပေါ့နော် auto comment တွေလည်းအများကြီးရှိတာဘူးအဲ့ဒါတွေလည်းကိုကနှိပ်သွားရုံပဲဒါဆိုရင်ကျွန်တော်တို့အကောက်ကဖြည်းဖြည်းချင်းနဲ့တိုးတက်သွားလိမ့်မယ်ဒီ follow တွေများလာမယ်ကိုကလည်းသူတို့လာလို့တဲ့ခါကိုကလည်းပြန်လက်ခံပေးပေါ့နော်ကျွန်တော်မှကျတော့ဒီကိုလာပြီးတော့ကျတော့ add တဲ့လူကများနေတဲ့ခါကျတော့ဒီကျွန်တော်အဲ့ဒါကိုပြန်ပြီးတော့လောက်ရင်းနဲ့ကိုကကျွန်တော်ကချိန်ကုန်နေတာသူများကိုလက်အောက်ချိန်မရှိဘူးဒါတခုကျွန်တော်တို့မှာအားသာတာဒီ follow လို့သဲတို့ကလုံးဝမပူစရာမလိုဘူး web application မှာတယောက်နဲ့တယောက်ပြောစရာကောင်းတယ်ဒါ comment တွေပါတယ်ဆိုလည်းကောင်းတယ်ဒီ Freebox တို့ဒါ TikTok တို့ကကြည့်နေတဲ့မိတ်ဆွေတငယ်ချင်းတွေလည်းဒါတစ်ခါလေးပြောလိုက်မှာပေါ့နော်ဒါသုံးကြည့်ပေါ့နော်ဒါအပျော်အနေနဲ့သုံးပေါ့သုံးရင်လေဒီငွေကိုရှာတဲ့ဆိုင်ကိုအပျော်အနေနဲ့ပါပြီးအရင်သုံးနောက်ကဖြည်းဖြည်းချင်းကိုကပိုက်ဆံကိုဘယ်လိုနီလန်းတွေနဲ့ရှာလို့ရမလဲဆိုတာကိုလေ့လာဒီလိုမျိုးလေးလုပ်ပါတော့နောက်မို့လို့ရှိရင်ကျွန်တော်တို့ကငွေရှာမယ်သူတည်တက်လာတဲ့ခါကြမှာရလက်မထွက်လာတဲ့ခါမှာကျွန်တော်တို့အနေနဲ့စိတ်တက်ကြမှုတွေစိတ်ဆင်းရဲမှုတွေနော်ဒီလိုမျိုးတွေဖြစ်လာတတ်တယ်ပေါ့ပြောမှဆိုရင်မလုပ်ချင်တော့ဘူးကွာဒါကြီးကပိတ်ပြလိုက်တော့ဘာမှမဟုတ်ဘူးအဲ့လိုဖြစ်သွားတယ်ဒါပေမဲ့အပျော်အနေနဲ့ပဲလာလို့ရှိရင်ဒီ Freebox ကငွေချင်းတွေမိတ်ဆွေတွေလည်းပြောနေတာပေါ့နော်ဒါကပြောမှဆိုအပျော်အနေနဲ့သုံးကြည့်ပါတကယ်လို့ကိုကနေပြီးတော့ဒါစိတ်ကပျော်တော့ပျော်ရမယ်ဘာဖြစ်လို့လဲဆိုအကောက်ဖွင့်လိုက်တာနဲ့ကိုက follower တွေကတန်းစီပြီးတော့တက်လာမှာအသေးတွေ
များသော comment နဲ့တဲကတော့တက်လာပြီးတော့ပဲfollower ဆိုတာကကိုကတကယ်လို့ပြောမှဆိုရင်ရုပ်တွေပါတယ်လဲဆိုင်သေးတာပေါ့နော်ကိုရဲ့ profile မှာကရုပ်တွေပါတယ်ကဟာပြောမှဓာတ်ပုံလေးတွေကောင်းကောင်းမွန်မွန်လေးတင်ကြပါတော့ဒါဆိုရင်ပို့ပြီးတော့လူတွေကပို့ယုံကြည်မှုရှိလိမ့်မယ်တကယ်လို့ကိုကနေပြီးတော့ကြတော့ချားပုံတွေကိုကပုံတင်တော့ချိုးတွေကကြတော့သိပြီးတော့ကြတော့မကြိုက်တဲ့လူတွေရှိတယ်ပေါ့ကျွန်တော်တို့လည်းတခါကြမ်းမကြိုက်ဘူးဒါပေမဲ့ခုနောက်ပိုင်းမှာပြီးသွားဒီ application ကဒီလိုပဲသွားနေပါလားဆိုတာပြီးလို့မကျွန်တော်တို့ကလက်ခံတာပဲဖြစ်တယ်ဘာဓာတ်ပုံပဲနေ तू ကလာအဲ့လို့ရှိရင်တော့လက်ခံပေးလိုက်တာပဲအကုန်လုံးကိုပြန်ပြီးတော့လှုပ်ပေးလိုက်တာပဲခေါ်လို့အဲ့လိုလုပ်ပေးရရှိတယ်ကျွန်တော်မှကြတော့လေဒီ YouTube ကကြတော့လေသူတို့ပေါ့နော်အကုန်လုံးလည်းသိကြတဲ့အတိုင်းပဲဒီပိတ်ဆိုင်ရှာဖို့အတွက်ဝင်ငွေတစ်ခုအနေနဲ့ကိုကနေသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့အဆင်မပြေဘူးဒီကျွန်တော်တို့เนี่ยအပျော်အနေနဲ့လေးလာရည်နဲ့သွားမယ်ဆိုရင်တော့အဆင်ပြေလိမ့်မယ်ဒါလေးကိုဒီဗီဒီယိုမှာပြောချင်တာကြံတဲ့အရာတွေတော့ဘာမှမဟုတ်တကယ်လို့ကောက်ဖွင့်ချင်လို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာဖြစ်ကျွန်တော်ရဲ့ပုံမှာနော် green box လို့ပါလို့ဆိုကျွန်တော်ပုံမှာလက်ချလိုက်ရင်ချတာမယ်နောက်မှ comment ထဲမှာလက်ချတာရင်ချတာမယ်ကျွန်တော်လေးလေးချတာပေးမယ်ဗီဒီယိုမှာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်